2009 ခုနှစ်မှာကိုကန့်တက်များကချင်လွတ်မြောက်ရေးတမတော်အစိုးရထံခိုလုံခွင့်တောင်းခဲ့ရတဲ့တမိုင်းကြောင်းအပြည့်အစုံကိုဒီဗီဒီယိုမှာအသေးစိတ်ပြောပြပေးသွားပါမယ်။အခုလိုတမိုင်းနောက်ကြောင်းသတင်းကောင်းများကိုလက်မလွတ်ရအောင်ကျွန်တော်တို့ Bhuka TV ရဲ့ YouTube, Facebook နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်နိုင်ပါသည်။ကျွန်တော်ကတော့ Bhuka TV ရဲ့အစီအစုတင်ဆက်သူမယန်တူဝါပါအစဉ်သင့်ဖြစ်ရင်ဗီဒီယိုဆက်လိုက်ရအောင်2009 ခုနှစ်တွင်အသက်သေဆုံးလူနီးပါးအင်အားကြီးနဲ့တွားခဲ့သည့် MNDAA အဖွဲ့ကိုတရုတ်မြန်မာနယ်စပ်နှင့်မုံကိုဒေသကိုင် KIA တပ်မဟာ46တို့တွင်လက်ကမ်းကြိုဆိုကာစားနပ်ရိက္ခာခိုလုံရာနှင့်အသက်ရှင်တန်ရေးအတွက်အစွမ်းကုန်ကူညီခဲ့သည့် KIA နှင့်ကချင်လူမျိုးများအပေါ်ယခု MNDAA ရန်လိုသောလုပ်ရက်များသည်တော်လှန်ရေးသမိုင်းတွင်အမဲဆက်တစ်ခုအဖြစ်စိုက်ထူလိုက်ခြင်းပင်ဖြစ်သည်ဤလုပ်ရက်မှာကျေးဇူးတရားကိုနင်းချေလိုက်ခြင်းဖြစ်ပြီးတော်လှန်ရေးသမားတဦးတွင်ရှိရမည့်အခြေခံကျင့်ဝတ်နှင့်ဂုဏ်သိက္ခာကိုပါဖျက်ဆီးစေခဲ့သည်အသက်ကယ်ခဲ့သည့်ကျေးဇူးရှင်ကိုရန်ပြုခြင်းတော်လှန်ရေးသမိုင်း၏အရှက်ရစရာဖြစ်ရက်2009 ခုနှစ်ကိုကန့်တိုက်ပွဲကာလသည် MNDAA အတွက်အမှောင်ဆုံးအချိန်ဖြစ်သည်တက်ပြက်၍ပြိုကွဲလူနီးပါးဖြစ်နေချိန်တွင် KIA တပ်မဟာ6နယ်မြေမုံကိုဒေသသည်ဂင်းတို့အတွက်တစ်ခုတည်းသောတပ်ဆောင်ကမ်းခြေဖြစ်ခဲ့သည်ကချင်လူမျိုးတို့သည်မိမိတို့တွင်ရှိသည့်အရင်းမြစ်များကိုဝေမျှပေးခဲ့သည်စစ်ရေးအရာအင်အားပြန်လည်တည်ဆောက်နိုင်ရန်တင်နန်းပေးခြင်းနေရာချထားပေးခြင်းတို့ဖြင့် MNDAA ကိုပြန်လည်အသက်သွင်းပေးခဲ့သည်သို့သောယနေ့ MNDAA အားလုံးရမှာမိမိကိုအသက်ကယ်ခဲ့သည့်လက်ကိုပြန်ကိုက်ခြင်းနှင့်အတူတူပင်ဖြစ်ပြီးဤဒီမှာတော်လှန်ရေးနယ်ပယ်တွင်တစ္ဆာမဲ့ခြင်းအမြင့်ဆုံးပုံစံပင်ဖြစ်သည်ဘဝမေပြီးအာနာမတ်ခြင်းအန်ရတော်လန်ရေးတစ်ခုတွင်မဟာမိတ်သည်မိမိကိုယ်တိုင်ကဲ့သို့ပင်အဖိုးတန်သည်သို့သော MNDAA ဒီအာနာရှင်ကိုစန့်ကျင်သည်ဟုကြွေးကြော်နေရင်းနှင့်ပင်အာနာရှင်တို့၏ခွဲခြား၍အုပ်ချုပ်ခြင်း divide and rule နိဗျူဟာကိုအတူယူကာမဟာမိတ်ခရကိုရန်ပြုနေခြင်းသည်ယင်းတို့၏စစ်ရေးရည်မှန်းချက်နောက်ွယ်တွင်အာနာမတ်မှုနှင့်ဘဝမေ့မှုတို့လွှမ်းမိုးနေကြောင်းပြသနေသည်အာနာရှင်ကိုတော်လန်သည်ဟုဆိုတော်လဲကိုမဟာမိတ်ကိုပြန်လည်ရန်ပြုခြင်းမှာအာနာရှင်တို့အတွက်အကြီးမားဆုံးသောအောင်ပွဲဖြစ်ပြီးတော်လန်ရေးအဖွဲ့အစည်းတစ်ခုအတွက်မူရုပ်ပြဆင်းပြဖြစ်စေသောလုပ်ရဖြစ်သည်ကချင်လူမျိုးတို့၏စိတ်နာကြီးမှုနှင့်ကျေးဇူးကမ်းမှုအပေါ်တုံ့ပြန်ချက်ကချင်လူမျိုးတို့သည်ပေးဆက်ခြင်းနှင့်ကျေးဇူးတရားကိုအသက်ထက်တန်ဖိုးထားသူများဖြစ်သည်ကချင်ပြည်နယ်နှင့်မုံကိုဒေသသည်ကချင်တို့၏တွေးသားနယ်မြေဘိုးဘွားပိုင်မြေဖြစ်သည်ယခုအခါ MNDAA သည်ကျေးဇူးတရားကိုမေ့လျော့ယုံသာမကအင်ရှင်ဖြစ်သည့်ကချင်လူမျိုးတို့၏နယ်မြေကိုပါချင်းချောက်လာသည့်အခါကချင်ပြည်သူတရက်လုံး၏စိတ်ထဲတွင်မိနစ်တရားအပေါ်အမြင်မှန်ရသွားပြီဖြစ်သည်ယုံကြည်မှုကိုတစ်ခါဖျက်ဆီးလိုက်ပါကတစ်သက်လုံးပြန်မရနိုင်တော့ပါဟူသောစကားအတိုင်းကချင်လူမျိုးတို့သည် MNDAA ကိုရခင်ကလိုညီကိုမိတ်ဆွေများအဖြစ်မမြင်တော့ဘဲမိမိတို့၏နယ်မြေနှင့်တော်လှန်ရေးတံပိုးကိုစော်ကားသူများအဖြစ်သာသတ်မှတ်တော်မူဖြစ်သည်ဤအမုန်းတရားသည် MNDAA အတွက်ကြီးမားသောဆုံးရှုံးမှုဖြစ်ပြီးတော်လှန်ရေးတွင်တယောက်တည်းရပ်တည်ရမည့်အခြေအနေစီသို့တွန်းပို့နေခြင်းဖြစ်သည်တော်လှန်ရေးမပီသားခြင်း၏အကျိုးဆက်စစ်မှန်သောတော်လှန်ရေးသမားသည်ကိုကျင့်တရား ethics ကိုထိတ်ဆုံးမှထားသည် MNDAA ယခုလုပ်ရသည်မဟာမိတ်ဖွဲ့စည်းပုံကိုပြိုကွဲစေခြင်းအခြားသောတော်လှန်ရေးအင်အားစုများအကြားယုံကြည်မှုကိုဖျက်ဆီးစေသည်တော်လှန်ရေးပုံရိပ်ကိုထိခိုက်ခြင်းအာဏာရှင်ကိုစန့်ကျင်သူများကကိုလူမျိုးချင်းချင်းမဟာမိတ်ချင်းချင်းရန်ပြုနေခြင်းသည်နိုင်ငံတကာနှင့်ပြည်သူလူထု၏ယုံကြည်မှုကိုကျဆင်းစေသည်တမိုင်းတွင်အမဲဆက်ဖြစ်ခြင်းနောင်ခါတွင်ကျေးဇူးကမ်းသောအဖွဲ့အစည်းဖြစ်တမိုင်းတွင်ကြံရင့်မည်ဖြစ်သည်တမိုင်းဆိုသည်မှာအမှန်တရားကိုအမြဲတမ်းမှတ်တမ်းတင်သည်ဒီအားအနေဖြင့်မိမိတို့၏အခြေခံမူလစစ်မြစ်ကိုပြန်လည်ဆန်းစစ်ရန်လိုအပ်သည့်ခေတ်နှင့်ကချင်လူမျိုးများ၏ကျေးဇူးကိုနင်းချေပြီးရရှိလာမည့်အာဏာသည်ခဏတာတာဖြစ်နိုင်တော်လဲပျက်စီးသွားမည့်ဂုဏ်သိက္ခာနှင့်အမုန်းတရားများမှမူမိသည့်အခါမျှပြန်လည်ကုစား၍ရမည်မဟုတ်ပါတော်လှန်ရေးဆိုသည်မှာအာဏာတစ်ခုရဖို့အတွက်အရာရာကိုဆက်တေးခြင်းမဟုတ်ဘဲတန်ဖိုးထားရများမိတ်ဆွေများကျေးဇူးရှင်များကိုကာကွယ်ခြင်းသာဖြစ်သည်ကိုမိဒီယာခေါင်းဆောင်ပိုင်းအနေဖြင့်နက်နဲဆင်ခြင်ရန်လိုအပ်နေပါပြီနောက်ထပ်သတင်းကောင်းများကိုလက်မလွတ်ရအောင်ကျွန်တော်တို့ Bhuka TV ရဲ့ YouTube, Facebook နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်နိုင်ပါသည်